မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်မှာပေါ့နော်ကျွန်တော်တို့ဒီ6ကြိမ်ပေးရပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီ1 chain ကတော့4ကြိမ်အထိအောင်ခဲ့တယ်ပေါ့နော်ဒီပထမရက်ပဲကျွန်တော်တို့လွှဲခဲ့တယ်ပေါ့ဗျာကျွန်တော်ပထမရက်မှာကျတော့ကျွန်တော်ကင်တာလဲအဲ့ဒီဗာလဲတုံးပြီးတစ်ဖြက်စိုက်ဆိုတော့လွှဲရတယ်ပေါ့နော်ကျွန်တော်ဒီတပင်ကျော်စိုက်ပြန်ကင်တာဒီ1 chain ကတော့မလွှဲသေးဘူးပေါ့နော်ကျွန်တော်ဒီ4ကြိမ်ပေးတာ4ကြိမ်စတိုက်လာနေတယ်ပေါ့နော်1 chain တော့ညှိတယ်ဒါပေမဲ့ awkward ကတော့ကျွန်တော်ဒီ6ကြိမ်မှာကျွန်တော်တို့ဒီတစ်ကြိမ်ပဲညှိသေးတယ်ပေါ့နော်ဒီ awkward ကျတော့ဟောတော့မိတာလဲကျွန်တော်ဒီ main awkward တွားမိတယ်ပေါ့နော်ဒီမနေ့ကလည်းတနေ့ခုံကတ်လွဲတယ်ဗျာကျွန်တော်ဒီမနေ့ပိုင်းမှာဆိုရင်ခုံနဲ့ခုံ5ပါတာကိုရ6ခုဆိုပြီးတော့ကြားရတယ်ထွက်တော့ပေါ့နော်ဒီညနေမှာဆိုရင်လည်းပဲ90နဲ့ကျွန်တော်ဒီ61နဲ့ပါတာကြီးကို6နှစ်လာတာပေါ့နော်ကတ်လွဲတယ်ဗျာအဲ့ဒီ awkward တွေကျတော့ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မှာကျတော့ကျွန်တော်ဒီ1 chain မှာဆိုရင်ကျွန်တော်ဒီရှာထားတာT6ပေါ့နော်T6 1 chain ကိုမှကျွန်တော်1ကိုပို့ကြတဲ့အတွက်ပေါ့နော်1ကို main ပတ်ပါ6ကိုအရင်ပတ်ပေါ့နော်မိတ်ဆွေတို့6ကြိုက်တယ်ဆိုရင်လည်း6ကိုပတ်လို့ရပါတယ်စိုက်အတိုင်းဆိုတော့6ပိုင်းပေါ့နော်အမှန်တကယ်ကတော့6ပိုင်းများကျွန်တော်ဒါပေမဲ့ကျွန်တော်မနေ့ကထွက်လာတဲ့6ခုမနေ့လည်း6ပေါ့နော်ကျွန်တော်ဒိတ်ပြီးတော့မကြိုက်ဘူးဗျာကျွန်တော်ပါတာကျွန်တော်မကြိုက်တာပေါ့နော်အဲ6ကိုမကင်ပဲကျွန်တော်1ကို main ပတ်ပေါ့နော်6ကိုအရင်ပဲပေါ့နော်အဲ့လိုပုံစံပါမေဆွေတို့များအဲ့ဒီ6ကြိုက်ရင်လည်း6ကိုပတ်လို့ရပါတယ်ကိုကြိုက်တဲ့ကူပေါ့နော်ဒါကြောင့်ကျွန်တော်အကြိုက်ကျွန်တော်လာပြောတာပေါ့နော်ပြီးကြရင်ကီးမှာကျတော့ကျွန်တော်ဒီတုံညခုံ5ကီးပေါ့နော်ကျွန်တော်ဒီတုံညခုံ5ကီးဗျာကီးမှာဆိုရင်တုံညခုံ5ကီးပေါ့နော်ကျွန်တော်ဒီ6တစ်နဲ့ကတ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ1ခုပေါ့နော်1ခု1 5တစ်တုံညပေါ့နော်ဒီ3ခွက်ကိုမိတ်တင်မှာကျွန်တော်တို့ကီးကြိုက်ရင်ပေါ့နော်ကျွန်တော်အရင်မှာကျတော့ကျွန်တော်ဒီ6ခုပြီးကြရင်60ပေါ့နော်ဒါကျတော့အရင်ပါ1ကိုမိန်ပြီးတော့6ကိုအရင်ပဲပေါ့နော်ကျွန်တော်ဒီကီးသမားတွေပေါ့နော်ကျွန်တော်ဒီ plate သမားတွေကကျတော့ကျွန်တော်ဒီတုံညာ5ပေါ့နော်တုံညာ5 plate ဗျာကျွန်တော်တွေ့တာဆိုတော့ဒီတုံညာ5 plate ပေါ့နော်ကျွန်တော်ဒီ6တစ်နဲ့ကတ်မယ်ဆိုရင်ကျွန်တော်ဒီ1 4နဲ့1 9ပေါ့နော်အဲ့ဒီနှစ်ကွက်ကိုမိတ်တင်ဗျာ plate ကြိုက်ပေါ့နော်အဲ့ဒီ6 9နဲ့ဟမ်6 9နဲ့6 4လားဟုတ်တယ်6 9နဲ့6 4ပေါ့နော်ကျွန်တော်ဒီတုံညပလိတ်နဲ့5ပလိတ်ဆိုတော့ကျွန်တော်ဒီ6 9နဲ့6 4ကိုကျတော့အရင်ပေါ့နော်ကျွန်တော်ဒီအရင်ကျတော့ဒီ main ကကျတော့ဒီ1 4နဲ့1 9ပေါ့နော်ဒါပဲရှိပါတယ်ပလိတ်ကြိုက်ရင်ပလိတ်4နဲ့ကတ်ထိုးပေါ့နော်ကျွန်တော်ဒီ4ကွက်ရှိမယ်ကျွန်တော်ဒီကီးကြိုက်ရင်လည်းကီးက6ကွက်ရှိတယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်တာကိုလေးကိုရွေးထိုးပေါ့နော်ကိုကြိုက်တာရွေးထိုးပေါ့ဗျာအကုန်တက်နိုင်တော့အကုန်ထိုးပေါ့နော်အကုန်မတက်နိုင်လို့ဆိုရင်လည်းကိုကြိုက်တဲ့ကွက်ကိုပဲရွေးထိုးဗျာဒါကျတော့ကံပေါ့နော်လာတာမလာတာဆိုကျွန်တော်တော့ site ရှိတဲ့အတိုင်းပဲကျွန်တော်လာပြောတာပေါ့နော်ခဏတော့နည်းနည်းများရတယ်ပေါ့နော်ကျွန်တော်ဒီ plate နဲ့ key နဲ့မတွဲကြတဲ့အတွက်ပေါ့နော်ထက်တူမကြဘူးပေါ့နော်ကျွန်တော်ဒီ key နဲ့ plate ကကြတော့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမိတ်ဆွေများပေါ့နော်ကျွန်တော်ဒီဟို site တွေကြည့်ရှင်လဲဆိုရင်လည်းပဲကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့လာကြည့်လို့ရပါတယ် တွဲ site တွေပေါ့နော်ကျွန်တော်ဘာလန်ပတာတွေမပေးပါဘူးကျွန်တော် site ရှိပါပဲကျွန်တော်ပေးတယ်ပေါ့နော်ကျွန်တော်စာလေးနဲ့ဒီချာလေးကိုရှင်းပြထားတယ်ပေါ့နော် Telegram မှာပေါ့နော်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် comment ပါနော်ကျွန်တော်ဒီ Telegram channel link လေးကျွန်တော်ချပေးထားပါတယ်လာရောက်ကြည့်ရှုလို့ရပါတယ်ဗျာအားလုံးကံကောင်းပါစေအားလုံးပေါက်ကြပါစေဗျာ